What's that guy? Not a bama. ကျွန်တော်ဒီနေ့ပြပြပေးတော့မှာတော့ brother တယောက်တောင်းဆိုရတဲ့ Iron Fate အကြောင်းဖြစ်ပါတယ်။ဒီဇလကခြားတာမရှင်တစ်ခုမှရှိတဲ့ရှေးအောင်မော်မျိုးတော့ကုန်းလုံးကနေစတင်ခဲ့ပါတယ်။ဒီမျိုးအစစ်တဲ့တော်တွေကသူတို့ရဲ့ခန္ဓာကိုယ်လက်နက်တစ်ပွဲဖြစ်အောင်လေ့ကျင့်ကြပါစစ်တဲ့တယောက်ဟာထိုက်တဲ့နဲ့ရည်ချင်းရှိပြီဆိုရင်မသိမျိုးနဂါးဖြစ်တဲ့ရှောင်းလောင်ရင်ဆိုင်ဝဲရရှိမှာဖြစ်ပြီးအနာရခဲ့ရင် Iron Fate ရဲ့ဆွမ်းရရှိမှာဖြစ်ပါတယ်။ကုန်းလုံးမျိုးဟာကမ္ဘာလောကနဲ့အဆက်အသွယ်ပြတ်တောက်နေပေမဲ့စနစ်တစ်ချိန်မှာတော့ဟိမွေတာတောင်ရဲ့တနေရာမှာကဘာနဲ့ကုန်းလုံးကြားတကားပေါက်ပွင့်လာလေးရှိပါတယ်။ရာစုနှစ်များစွာတခြား Iron Fate ဆွမ်းရရှိသူတွေကကဘာမျိုးဆင်းသက်လာပြီးမကောင်းဆိုးရတွေတောက်ခတ်ခဲ့ကြပါတယ်။ပထမကဘာအစ်အတွင်းမှာ Opsan Randall ဆိုသူဟာ Iron Fate ဖြစ်တိုက်ပွဲဝင်ခဲ့ပါတယ်။တိုက်ပွဲပြီးမှာတော့ Opsan ဟာကဘာမျိုးပါပဲဆက်လက်နေထိုင်ခဲ့ပြီး One Day Run ဆိုတဲ့မြွေမဲ့ကောင်လေးတွေဝဲဖြစ်ဝေးစားခဲ့ပါတယ်။ One Day ဟာကုန်းလုံးမျိုးနဲ့ Iron Fate အကြောင်းကိုတင်ယူခွင့်ရရှိခဲ့ပေမဲ့ Opsan ကတော့ One Day ကဒီဆွမ်းနဲ့ဘယ်တော့မှထိုက်တယ်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါ One Day ကအရှုံးမပေးပဲအရွယ်ရောက်လာတဲ့အခါမှာကုန်းလုံးကိုရှာဖွေဖို့ထွက်ခွာလာခဲ့ပါတယ်။ကုန်းလုံးနယ်ပြည်ရောက်တဲ့အခါမှာ One Day ကငကားရှောင်းလောင်ရဲ့ဓာတ်ခိုက်ခြင်းကိုခံနေရတဲ့လူနှစ်ယောက်ကိုကယ်တင်ခဲ့ပါတယ်။သူဟာတနက်နဲ့ပြစ်ခဲ့ပေမဲ့ငကားကိုထိခိုက်မှုမဖြစ်ပဲငကားရိုက်ဖို့ခြင်းကိုခံခဲ့ရပါတယ်။ဒဏ်ရာရလာတဲ့ One Day ကိုရှာကာရီဆိုတဲ့မျိုးသမီးကပြုစုပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ One Day ကယ်တင်ခဲ့တဲ့လူနှစ်ယောက်ဟာကုန်းလုံးရဲ့အုပ်ချုပ်သူတွေဖြစ်တဲ့ထူအွန်းနဲ့သူ့ရဲ့သားညွန်းတို့ဖြစ်တဲ့အားကြောင့် One Day ကိုမျိုးမင်းတွေအဖြစ်ဝေးစားခဲ့ပါတယ်။ One Day ကရှာကာရီနဲ့လက်ထပ်ပြီးမီရန်ဒါဆိုတဲ့သမီးလေးတစ်ယောက်ရရှိခဲ့ပါတယ်။ဒါပေမဲ့ One Day က Iron Fate ဖြစ်ဖို့ရှင်းပြရမှာလေခွင်းရဲ့သားဒါဖို့ကိုနားရရှိခဲ့ပေမဲ့သူ့ရဲ့ဆရာအောင်ဆန်းရဲ့စကားကိုပြန်လည်ကြားရောက်ပြီးနောက်ဆုံးအဆင့်မှာဆုတ်ခွာခဲ့ပါတယ်။နောက်ပိုင်းမှာသူဇနီးရှာကီယာအပင်မိတ်ဆာတွေရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသွားခဲ့တဲ့အခါ One Day ကဝန်နဲ့ကြေကွဲမှုတွေနဲ့အတူကုန်းလုံးမျိုးကနေထွက်ခွာပြီးကွာမျိုးကိုပြန်လာခဲ့ပါတယ်။ကွာမျိုးမှာ One Day ကစီးပွားရေးပညာရှင်ဟာရူမီချန်နဲ့အတူကုမ္ပဏီထောင်ပြီးအောင်မြင်လာခဲ့ပါတယ်။သူကဟေတာနဲ့လက်ထပ်ပြီးဂျမ်မီရန်ဆိုတဲ့သားလေးတစ်ယောက်လည်းရရှိခဲ့ပါတယ်။10နှစ်အကြာမှာတော့ One Day ကကုန်းလုံးကိုပြန်သွားဖို့ဆုံးဖြတ်ပြီးသူ့မိသားစုနဲ့မီချန်တို့ကိုခေါ်သွားခဲ့ပါတယ်။တောင်တက်နေတော့မတော်တဆမှုဖြစ်ပြီး One Day ကကြောက်ထဲပြုတ်ကြကနေဖြစ်နေခဲ့ပါတယ်။သူကမီချန်ကိုကူညီဖို့တောင်းပန်ပေမဲ့မီချန်ကုမ္ပဏီကိုတယောက်တည်းပိုင်ဆိုင်ခြင်းတဲ့အတွက် One Day ရဲ့လက်ကိုဖိနှင်းပြီးကြောက်ထဲကိုတွန်းချလိုက်ပါတယ်။ကိုနှစ်သားလေးဒန်နီရန်ကသူ့ရဲ့ဖေတေဆုံးသွားတာကိုမျက်မြင်ကိုတွေ့မြင်လိုက်ရပါတယ်။မီချန်ကဟဲတာကိုသူနဲ့အတူလိုက်ခဲ့ဖို့ပြောခဲ့ပေမဲ့ဟဲတာကငင်းဆိုခဲ့ပါတယ်။မီချန်ကသူတို့ကိုတောင်းပန်ပြစ်ထားခဲ့ပါတယ်။ဟဲတာနဲ့ဒန်နီတို့ရှစ်ဆက်နေတော့ဝင်းမလေးအုပ်ရဲ့လိုက်လက်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဒန်နီရန်လွတ်မြောက်ဖို့အတွက်သူ့အမေဟဲတာဟာဝင်းမလေးအုပ်ထဲကိုခုံဝင်ပြီးအသက်ပေးခဲ့ပါတယ်။ဒန်နီကကုန်းလုံးရဲ့တရားကိုရောက်ပြေးနိုင်ခဲ့ပြီးကုန်းလုံးမှာရှိတဲ့စစ်သည်တွေကကယ်တင်ပေးခဲ့ပါတယ်။ဒန်နီရန်ကိုမျိုးထဲခေါ်လာခဲ့တဲ့အခါမှာကုန်းလုံးရဲ့အုပ်ချုပ်သူတွေဖြစ်တဲ့ညိုးနဲ့တွေ့ခဲ့ပါတယ်။လက်စားချစ်တို့စိတ်ပြေးပြနေတဲ့ဒန်နီရန်ကလေကွန်းရဲ့လက်အောက်မှာလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်။အဲဒီမှာဒန်နီရဲ့ခင်ဆုံးတကယ်ချင်းတွေကတော့ကွန်ဒူးရှန်နဲ့မီရန်ဒါတို့ဖြစ်ပါတယ်။ဒန်နီဟာမီရန်ဒါကသူ့ရဲ့အဖေတူမေခွဲအမားဖြစ်နေပြန်မသိခဲ့ပါဘူး။ဒန်နီဟာမီချန်ကိုလက်စားချစ်တို့စိတ်ပြေးပြတဲ့ဆန္ဒကြောင့်ပိုပြီးတတ်မအောင်အများနဲ့ကြိုးစားခဲ့ပါတယ်။သူကဘလောက်ပဲတော်နေပါစေအားမရနိုင်ပဲပုံမကြီးမားတဲ့အစွမ်းကိုရဖို့ညွန်းကိုတောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ညွန်းကဒန်နီရန်ကိုငကားရှောင်းလောင်နဲ့ရင်ဆိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒန်နီကငကားကိုတိုက်ခိုက်တဲ့အခါသူ့ရဲ့ထိုးချက်တွေကမထိရောက်တာကိုသတိပြုမိပါတယ်။ဒါပေမဲ့ငကားအရင်ဘက်ကနှလုံးထုတ်ထားတဲ့အမားရောဟာအဓိကတော့ချက်ဖြစ်ပြန်သူသိသွားခဲ့ပါတယ်။အဲ့ဒီအမတ်သားကနေငကားမတိမျိုးစွဲနေကိုဆုပ်ယူနေရပါဒန်နီကသူ့ခန္ဓာကိုယ်နဲ့အဲ့ဒီအမတ်သားကိုဖိကပ်လိုက်ပြီးငကားရဲ့တက်တက်ကိုပိတ်လိုက်ကယာယီတက်လိုက်ပါတယ်။အဲ့ဒီအချိန်ငကားပုံစံအမားရောဒန်နီရဲ့ရင်ဘတ်မှာအမတ်ဆွဲတင်သွားပါတယ်။နောက်ဆုံးမှာတော့ဒန်နီရန်ကငကားရဲ့ရေပြောနေတဲ့နှလုံးထဲကိုလက်နက်ဖက်လုံးနဲ့သွင်းလိုက်တဲ့အခါမှာတော့ဒန်နာကြီးလာဒီ Immortal Iron Fate ရဲ့အဆောင်ရရှိသွားပါတယ်။ဒါပေမဲ့ခုံလုံးမှာလူတိုင်းကတော့ဒန်နီရဲ့အောင်မြင်မှုကိုမပျော်ရွှင်ကြပါဘူး။စစ်တေတုံးနဲ့အဖွဲ့ကဒန်နီကိုတိုက်ခိုက်ကြတဲ့အခါမျက်နှာဖုံးစွပ်စစ်တေတယောက်နဲ့ကွန်ဒူးရှန်တို့ကကူညီခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာမျက်နှာဖုံးစွပ်ထားတဲ့သူဟာမီရန်ဒါဖြစ်ကြောင်းပေါ်သွားခဲ့ပါတယ်။ဒါကပြဿနာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ခုံလုံးမှာမျိုးသမီးတွေကိုယ်မှပညာသင်ကြားခွင့်မရှိပါဘူး။ဒန်နီရန်ကမီရန်ဒါနဲ့ကွန်ဒူးရှန်တို့ကဲဖို့ကြိုးစားခဲ့ပေမဲ့အပင်မိတ်ဆာရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပါတယ်။ဒန်နီကပထမအကြိမ် Iron Fate ဆွမ်းကိုတုံပြီးတိုက်ခိုက်ခဲ့ပေမဲ့အစိတ်ကြောင့်သူ့တငယ်ချင်းတွေကိုမကယ်နိုင်ခဲ့ပါဘူး။မီရန်ဒါတည်ဆုံးကနီးမှာဒန်နီကိုမောင်လေးလို့ခေါ်သွားခဲ့ပါတယ်။နောက်ဆုံးမှာဒန်နီကနောက်ဆုံးဆက်တတ်မှုဖြစ်တဲ့ဘလူးကြီးနဲ့တိုက်ခိုက်ရပါတယ်။ဒန်နီကပုံမြန်ပေမဲ့ဘလူးကြီးကိုမထိခိုက်စေပါဘူး။ဒါပေမဲ့ဒန်နီကလျှော့ချက်ကိုတီးသွားခဲ့ပါတယ်။ Iron Fate ရဲ့ဆွမ်းနဲ့ဘလူးကြီးကိုတိုက်ခိုက်လိုက်တဲ့အခါမှာတော့အဲ့ဒါဆက်ရုပ်ကြီးဖြစ်နေပြန်တီးလိုက်ရပါတယ်။ဒန်နီကမသိမျိုးတစ်တီကိုစားပြီးကုန်းလုံးမှာထောက်ရနေခွင့်ရရှိခဲ့ပေမဲ့သူ့ရဲ့တဦးတည်းသောရည်မှန်းချက်ကလက်စားချေဖို့ဖြစ်ပါတယ်။ညွန်းကအမုန်းတရားနောက်မလိုက်ဖို့သတိပေးခဲ့တယ်လို့သူကိုယ်တိုင်လည်းဝန်တဲကိုလွမ်းဆွရကြောင်းဝန်တဲကသူ့ရဲ့ညီကိုဖြစ်ကြောင်းဖွင့်ပြောခဲ့ပါတယ်။ဒန်နီကနယူးယောက်ကိုရောက်လာပြီးမီချန်ရဲ့ကုမ္ပဏီကိုဝင်ရောက်စီးနှင်းပါတယ်။မီချန်ကဒန်နီလာမာကိုစနေလုံးလုံးကြောက်ပြီးထောင်ချောက်တွေအများကြီးလှုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ Iron Fate ကိုဘာမှတားဆီးလို့မရနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာဒန်နီကမီချန်ကိုတွေ့လိုက်ရတဲ့အခါသူထင်သလိုဗီလန်ကြီးတယောက်မဟုတ်ပဲခြေထောက်နှစ်ဖက်လုံးမရှိတော့တဲ့အဖိုးကြီးတယောက်သက်သာပဲတွေ့ရပါတယ်။မီချန်ကဝန်တဲကိုတက်ပြီးနောက်တောင်ပေါ်မှာလမ်းပြောက်ခဲ့ပြီး
နှင်းကိုက်တဲ့ဒဏ်ကြောင့်6တွေဖြတ်ခဲ့ရတာပါသူက10နှစ်လုံးဒန်နီကိုကြောက်ပြီးငဲကြသလိုခံစားခဲ့ရပါတယ်ဒန်နီကမီချန်အောင်မတက်ပဲကြောကိုင်းထောက်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့မီချန်ဟာနေချာတယောက်ရဲ့တပ်ဖြတ်ခြင်းကိုခံရပြီးဒန်နီကိုလူသက်သမားအဖြစ်အထင်မှားခံခဲ့ရပါတယ်ဒီကိစ္စအဖြစ်ပြီးနောက်ပိုင်းမှာတော့ဒန်နီဟာကွန်လာဝင်းမစ္စတီနိုင်နဲ့သူ့ရဲ့အခင်ဆုံးတငယ်ချင်းဖြစ်တဲ့လူကေရိုနဲ့တွေ့ဆုံပြီးစူပါဟီးရိုဘဝကိုစတင်ခဲ့ပါတယ် Iron Fist ရဲ့ power ability ကြောင့်ပြပြပေးသွားပါမယ် Chi manipulation ဒန်နီရဲ့အဓိကစွမ်းအားကတော့သူ့ရဲ့ခါတော်ကိုယ်ထဲမှာရှိတဲ့ Chi စွမ်းရည်ကိုထိန်းချုပ်ပြီးစူးစီးနိုင်ရှိတာဖြစ်ပါတယ်။ချောင်းလောင်နဂါးရဲ့နှလုံးအိုးလေးကိုလက်နှစ်ဖက်နှစ်သွင်းရတာနဲ့ရရှိလာတဲ့စွမ်းအားဖြစ်ပါတယ်။ဒီ Iron Fist ဒန်နီဟာသူ့ရဲ့ Chi စွမ်းရည်အားလုံးကိုလက်တီးစုပ်ထဲမှာစူးစီးလိုက်တဲ့အခါသူ့ရဲ့လက်တီးဟာအလွန်တောက်ပလာပြီးတမဏိထက်မာကျောလာပါတယ်။ဒီလက်သီးနဲ့ထုတ်ကန်လိုက်ရရင်တိုက်ခိုက်လေတွေကိုပြတ်ကျစေနိုင်သလိုအလွန်ထူတဲ့တမဏိတကားကိုလည်းလွယ်တကူထုတ်ပေါက်နိုင်ပါတယ်။သူဟာခြေစွမ်းရည်ကိုသုံးပြီးမိမိကိုယ်ကိုပြန်လည်ကုသနိုင်ပါတယ်။ပြင်းထန်တဲ့ဒဏ်ရာတွေအစိမ့်မိတာတွေကိုစွမ်းရည်သုံးပြီးတော့ခြေတိုအတွင်းပြောင်းကွင်းအောင်လုပ်နိုင်သလိုအခြားသူတွေကိုလည်းကုသပေးနိုင်ပါတယ်။ဒန်နီကအခြားသူရဲ့စိတ်ထဲကိုဝင်ရောက်ကြည့်ရှုနိုင်သလိုသူ့ရဲ့အတွင်းနဲ့မတ်တရားတွေကိုလည်းအခြားသူရဲ့စိတ်ထဲကိုခြေစွမ်းရည်ကနေတစ်ဆင့်အကူပြောင်းပေးနိုင်ပါတယ်။ Master Martial Art သူဟာလက်ပလာနဲ့တိုက်ခိုက်ရမှာအတော်ဆုံးလူသားစင်းဝင်ဖြစ်ပါတယ်။ခွန်လုံးမျိုးရဲ့အစင်းမြင့်ကိုယ်ဟန်ပညာအားလုံးကျွမ်းကျင်ပါတယ်။ဒါအပြင်ကမ္ဘာမြေပေါ်မှာရှောင်းလင်ကာရာတေကွန်ဖူးနဲ့ခြားသောတိုက်ခိုက်ပညာတွေကိုလည်းပေါင်းစပ်အသုံးပြုနိုင်ပါတယ်။သူ့ရဲ့စွမ်းရည်မပါဘဲနဲ့တောင်မှကျွမ်းကျင်တဲ့တိုက်ခိုက်သမားအယောက်100လောက်ကိုတပြိုင်နက်တည်းရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ Physical attribute ဒန်နီဟာတာမန်လူသားတွေထက်တာလွန်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာရှိပါတယ်။သူဟာပြစ်လွတ်လိုက်တဲ့ကြီးစံကိုတော့မှလက်နဲ့ဖမ်းနိုင်တဲ့အထိတုံ့ပြန်မှုမြန်ဆန်ပါတယ်။ခြေစွမ်းရည်ကိုအသုံးပြုပြီးသူ့ရဲ့အမောခံနိုင်စွမ်းနဲ့အားရင်တွေကိုတာမန်လူသားတွေထက်အစာပေါင်းများစွာမြင့်တင်ထားပါတယ်။သူကပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရရှိပြီးနာကျင်မှုကိုလည်းအလွန်အမင်းသိခံနိုင်စွမ်းရှိပါတယ်။သူကမျက်စိမိတ်ထားရင်တော့ဘေးပတ်ဝန်းကျင်ကစွမ်းရည်လှုပ်ရှားမှုတွေကိုသိရှိနိုင်တာကြောင့်အမောင်ထဲမှာဒါမှမဟုတ်မျက်စိကွယ်နေရင်တော့မှအကောင်းတိုက်ခိုက်နိုင်ပါတယ်။ဒါကတော့ Iron Fist ရဲ့ origin ပါဗျ။နှွှဲ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါဦး။ဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။